ချက်စီအသင်းရဲ့အောင်ပွဲဟာဗျာနီးပြတယောက်ရဲ့နီးစနစ်ပိုင်းအပြောင်းလဲကြောင့်လည်းမဟုတ်ဘဲနဲ့ဒီအသင်းပိုင်ရှင်တွေစီကပါဗျာစီးစင်းလာတဲ့ပြုပြင်ပြောင်းလဲမှုလှိုင်းလုံးတွေကြောင့်ပဲဆိုရမှာပါနီးပြတဲ့ဗျာမက်ဖာလင်လက်ထံမှာဒီကစားသမားတစ်တွေဟာအရင်ကပျောက်ဆုံးနေတဲ့ဗျာယုံကြည်မှုနဲ့ဒီခံယူချက်တွေကိုဗျာပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဒါဟာဗျာ technical ပိုင်းထက်ဒီပုံမနဲ့ရှိုင်းတဲ့ဗျာ winning mentality ကိုပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့ဝေစီးရောက်နေတဲ့ဗျာဒီခြေစွမ်းကနေအောင်ပွဲစီကိုဥတီနိုင်ခဲ့တာကတော့တကယ်ကိုအံ့အသစ်စရာအပြောင်းလဲတစ်ခုပဲဖြစ်ပါတယ်။ ယူဟာပိုင်းကကြည့်မယ်ဆိုရင်လည်းဗျာဒီမက်ဖာလင်ဟာမတ်စကာရဲ့ဗျာဒီကစားကွက်အခင်းချင်းကိုပပနဲ့ပြန်လဲအသုံးချပြီးတော့ဒီကစားသမားတွေနဲ့ဗျာအသားကြဆုံးပုံစံကိုပြန်လဲဖော်ထုတ်ခဲ့ပါတယ်။အထူးသဖြင့်ဗျာခန်းစစ်မှာတိုစင်နဲ့ချလိုပါအတွဲဆက်အားဗျာကယ်ဗင်လီဗင်းလိုဒီအမြင်ပေါ်အာသန်နဲ့တိုက်စစ်မှုကိုဗျာအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သလိုဒီကွင်းလန်မှာလည်းဗျာအန်ဆိုဖာနာဒက်ရဲ့တိကျတဲ့ပေးပို့မှုတွေနဲ့ဒီဂိုးသွင်းနိုင်မှုကဗျာအသင်းကိုအသက်ရှူချောင်ဆင်းခဲ့ပါတယ်။ရိုစီညာလက်ထက်ကထိုင်းမိုင်းခဲ့တယ်ဗျအနေထားကလေအခုလိုလှပတရက်တဲ့ဘောလုံးပေးပို့မှုတွေအပေးယူတက်တဲ့နဲ့ဗျာကစားလာနိုင်တာဟာဒီအသင်းကိုအသွင်သစ်တမျိုးဖြစ်စေခဲ့ပါတယ်မလာနောက်ပိုင်းဗျာရှုံးပွဲမရှိသေးတဲ့လီယူနိုက်တက်ကိုဗျာထရက်တဲ့အနိုင်ယူပြီးတော့ဒီ FA Cup Final ကိုဗျာတလန်းနိုင်ခဲ့တာကဒီ Chelsea ပရိသတ်တွေအတွက်တော့မျှော်လင့်ချက်အသစ်တွေဖြစ်လာစေပါတယ်ကစားသမားတွေရဲ့ဗျာစူးစမ်းအားထုတ်မှုဟာဒီအရင်ပွဲတွေနဲ့ဗျာတိတိကျကျကွဲခြားသွားပြီးတော့ဒီကွင်းအတွင်းမှာဗျာတိုက်ပွဲဝင်လို့စပြင်းပြနေတာကိုမြင်တွေ့ခဲ့ရပါတယ်ဘလောက်ပဲဗျာခြေစွမ်းကြာစင်းနေတယ်လို့ဝေဖန်ခံရပါလေချက်စီးဆိုတာဗျာတစ်နှစ်ကိုဖလားတစ်လုံးကတော့ရအောင်ယူပတ်နေတယ်ဗျာကက်ကင်းတွေဆိုတာကိုထပ်မံတက်တည်ပြလိုက်ပြန်ပါပြီအခုလည်းဗျာ final အဆင့်ကိုရောက်ရှိသွားပြီဖြစ်တဲ့အတွက်လက်ရှိချန်ပီယံဗျာမန်စီးတီးကိုအကောင်းဆုံးရှင်ပြန်ပြီးတော့ဒီဖလားကိုသိမ့်ပိုက်ပြဖို့အခြေအနေကအလွန်ကောင်းမွန်နေပါတယ်ကြံရှိနေတဲ့ပွဲစဉ်အနေငယ်မှာလည်းဒီလိုစိတ်သက်တကြွမှုမျိုးနေတာဗျာဆက်သွားမယ်ဆိုလို့ရှိရင်ဥရောပဝင်ခွင့်တဲ့ပွဲမှာချက်စီးတို့အောင်ပွဲခံနိုင်လိမ့်မယ်လို့ယုံကြည်မိပါတယ်ချက်စီအဲ့ဒီတဲ့တွေကိုနေ့စဉ်နေ့တိုင်းဖတ်ရှုရှင်တဲ့မိတ်ဆွေတို့က comment အောက်က Telegram link တွေမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်